အားလုံးပဲမင်္ဂလာပါဒီနေ့မှပြန်ပြီးတော့မှတွေ့ရတော့မှတ်တယ်ဒီတလောထဲမှာဖျားခင်ကျွန်တော်စကားပြောတဲ့အရာတွေရှိတယ်အဲ့ဒါပါတယ်ဆိုတော့အတိပေါ့နော်အတိချင်းပေါ့ကျွန်တော်အသက်တာမှာကျွန်တော်အတိတာနဲ့ပဲကျွန်တော်ကသွားခဲ့တယ်ကွာဒါပေမဲ့အဲ့တိတာနေပြီးတော့မှကျွန်တော်ကအသက်ကိုမပြောင်းဘူးပေါ့နော်ဆိုတော့ဖျားခင်ကကျွန်တော်စကားပြောဒီဟာလုပ်ဒီဟာမလုပ်နဲ့ဒီလိုလုပ်ဒီလိုမလုပ်နဲ့ကျမ်းစာတွေကလည်းအကောင်းတွေပဲအကုန်လုံးပြောတယ်ကွာဒါပေမဲ့အဲ့ဒါအတိထဲမှာပဲရှိနေတဲ့ခါမှာအသက်ဖြစ်မလားဘောပြောရမယ်ဆိုအသက်ဖြစ်မလားကျွန်တော်တို့ရဲ့ခရစ်ယာန်တယောက်ဖြစ်တယ်ဆိုတာကနောက်ဆုံးပန်းနိုင်ကခရစ်တော်ကဲ့သို့အသက်ရှင်ပေါ့နော် like Jesus Christ ပေါ့နော် like Jesus Christ ခရစ်တော်ကဲ့သို့အသက်ရှင်ဖို့ဆိုတဲ့အရာမှာကျွန်တော်ကသိတယ်ဒါပေမဲ့အသက်မရှင်နိုင်ဆိုတော့အတိကနေပြီးတော့အသက်ကိုပြောင်းမသွားဘူးကျွန်တော်အသက်တာထဲမှာလည်းလို့မျိုးပေါ့အတိတာတော့အတိတယ်ကောင်းတာဆိုးတာအကုန်သိတယ်ဒါပေမဲ့တကယ်လိုက်လျှောက်ဖို့အတွက်တစ်ခါလေကြာရင်မလုံနိုင်ဘူးပေါ့နော်အဲ့တော့တစ်ချိန်မှာကျွန်တော်ကငငယ်ကလေးဟာဖះเจ้าဆိုရင်အသွားဆုံးသူများတွေဘယ်လိုပဲဖြစ်နေပါစေဒီမှာကိုကဖះเจ้าမှန်တယ်ဟိုမှာ Sunday School မှန်တယ်မနေ့၈နာရီဆိုလို့ရှိရင်ညနေ9နာရီ10နာရီထိဖះကိစ္စပဲတနင်္ဂနွေနေ့ဆိုဒါပေမဲ့အသက်20ကျော်အထိပေါ့နော်အဲ့လိုပဲကျွန်တော်လှုပ်လာခဲ့ကျွန်တော်ကအရန်တိတယ်ဖះအရန်တိတယ်ဒါပေမဲ့ဒုက္ခကြုံတွေ့ရရင်လည်းမသိတဲ့သူနဲ့အတူတူပဲဘာဖြစ်လဲဆိုတော့အသက်မဖြစ်လာလို့အဲ့ဒါကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးသောအရာပဲပေါ့နော်ခရစ်ယာန်သက်တာမှာတီလျက်နဲ့ဖះကိုတီလျက်နဲ့ကိစ္စတွေဖြစ်လာတိုင်းအခက်အခဲတွေတွေ့လာတိုင်းကိုယ့်ရဲ့တုံ့ပြန်မှုကဖះကိုမသိတဲ့သူတွေလိုပဲအဲ့လိုပြောရမယ်အသေးပဲပေါ့နော်အဲ့လိုဖြစ်တာအဲ့မဲ့ကျွန်တော်အဲ့ဒီဘဝမှာကျွန်တော်မပြောဘူးကွာမပြောတော့ပြီးတော့ကိုယ်လည်း complain ပြန်တက်တယ်ငါသိရတာနဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲပေါ့နော်ခွင့်လွှတ်ဖို့တွေနောက်ပြီးတော့အထူးသဖြင့်ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရန်သူမရှိဘူးဗျဒါပေမဲ့ကို self awareness မရှိဘူးဘဝကဘယ်လိုပြောမလဲ engage မဖြစ်ဘူးစံမဝင်နေဘူးပေါ့ကိုယ့်အသက်တာ meaningful မဖြစ်နေဘူးအဲ့တော့ကျွန်တော်စဉ်းစားရဲမဟုတ်ငါအလုပ်လုပ်နေတယ်ငါဒီလိုနဲ့ငါအကောင်းဆုံးလုပ်တယ်ဒါပေမဲ့ဘဝကဟာတာကြီးဖြစ်နေတယ်မလားခရစ်ယာန်ဖြစ်ပြီးတော့လေခရစ်တော်နဲ့အတူတူခရစ်တော်လိုမျိုးဖြစ်အောင်ဆိုကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုငါလူသားပဲနော်လူသားဆိုတော့ခရစ်တော်လိုမပြည့်စုံနိုင်ဘူးဖခင်သားလိုငါမပြည့်စုံဘူးပြည့်စုံအောင်လည်းငါလုပ်လို့မရအောင်လူဆိုတော့အမားလေးတော့လုံးမိမှာပေါ့လူဆိုတော့ဟွာလေးလုံးမိမှာပေါ့အဲ့ဒီလိုမျိုးပေါ့နော်နှုတ်ခွက်တော်တွေကလည်းဘယ်လိုပြောမလဲကြားတဲ့သိနေတဲ့နှုတ်ခွက်တော်တွေကလည်းအဲ့ဒီခရစ်တော်နဲ့တူချင်းဆိုတဲ့ခရစ်တော်ကဲ့သို့အသက်ရှင်ခြင်းဆိုတဲ့အသက်ထင်ပြောင်းမလဲလာဘူးပေါ့နော်အဲ့မှာကျွန်တော်ဘဝမှာကိစ္စနှစ်ခုဖြစ်သွားတယ်အရင်ပင်ပန်းနေပေါ့နော်အသက်ရှင်ရတာပင်ပန်းနေလို့ပြောအောင်လဲဘယ်လိုပြောမလဲဘယ်လိုပြောမလဲခက်ခဲတဲ့ကြုံတွေ့ရတယ်ဒါပေမဲ့လူအနေနဲ့စူးစမ်းပြီးဖြေရှင်းတယ်အဆင်ပြေသွားတဲ့အချိန်နဲ့ရှိတယ်အဆင်မပြေတဲ့အချိန်နဲ့ရှိတယ်ဒါပေမဲ့အသေးပင်ပန်းတယ်အဲ့လိုမျိုးပေါ့နော်စိတ်ရောလူရောအဲ့လိုပင်ပန်းအဲ့တော့တစ်ချိန်ကျတော့ကျွန်တော်ဖျားစကားကိုကျွန်တော်ဖះကို challenge ခေါ်တာဆိုတော့အဲ့ဒီကြားထဲမှာခုနကျွန်တော်ပြောတဲ့အတိနဲ့အသက်ကိုမကူးနိုင်တဲ့ကြားထဲမှာကျွန်တော်ဘာလုပ်လဲဆိုတော့
အတန်ကိုကြားအောင်ကျွန်တော်လုပ်တာကျွန်တော်ဘဝထဲမှာဖခင်ရဲ့အတန်ကိုကျွန်တော်ကြားခဲ့တဲ့အချိန်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောပြချင်တော့တချို့တွေကဖခင်အတန်ပေါ့ဘလူကြီးလေးပေါ့နော်ဘလူကြားတာလဲပေါ့နော်သိရမလားဘလူလဲပေါ့နော်စကားတူလာပြောတာလားဘလူကြားအဲ့လိုမျိုးအမျိုးမျိုးပေါ့နော်ပြောကြကျွန်တော်ကြတော့အဲ့လိုမျိုးသူများတွေဖခင်ဆုတောင်းဖခင်ရှိခိုးအဲ့ဒီconference တခုမှာပဲပေါ့နော်ရှိခိုးဆုတောင်းဖခင်အတန်ကြားတယ်ဖခင်အတန်ကြားတယ်ကျွန်တော်ကဘာဖြစ်လဲဆိုတော့ငါလောက်တီးတဲ့သူငါလောက်ဖခင်ရှိခိုးတဲ့သူတနေ့နေဆိုရင်ကျွန်တော်မနေ့၈နာရီကလေးကနေပြီးတော့ကျွန်တော် morning devotion ကနေကျွန်တော်စပြီးရှစ်ခိုးလိုက်တဲ့ဖခင်ကညဘက်လူငယ်အချိန်ပြီးသွားလို့တောင်မှအိမ်မှာအမိုး Bible study ပြန်တက်ပြီးလို့တောင်မှဆိုတော့ဖခင်ကတည်ရသူကဖြစ်လို့ဖခင်အတန်မကြားတာသူများတွေအတန်ကြားတယ်ဆိုတာဘလို့လဲဆိုတာကျွန်တော်တဲ့အရင်ဘယ်လိုပြောမေးခွန်းဖြစ်လာဒါမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီအတိကနေပြီးတော့ကျွန်တော်အတန်ကိုကျွန်တော်စပြီးတော့ရှာဖခင်ရဲ့အတန်ကျွန်တော်စရှာအဲ့တော့အဲ့ conference တခုမှာကျွန်တော်ဆူတောင်းပေးတယ်ကျွန်တော်တကယ်ချင်းတစ်ယောက်ကျွန်တော်အတိကိုနေအောင်နဲ့တော့တစ်ယောက်ပေါ့နော်၃ယောက်ဆူတောင်းပေးတယ်ဆူတောင်းပေးတဲ့အခါမှာကျွန်တော်ဒေတူပဲကျွန်တော်အောက်ဆူတောင်းပေးလို့ငါဖခင်အတန်ကြားခြင်းနဲ့တော့အတန်အဲ့နဲ့သူတို့ဆူတောင်းပေးတယ်ကွာကျွန်တော်ဘယ်လိုမျိုးပခုံးဖက်ပြီးတော့မှအဲ့နော်ကျွန်တော်ဆူတောင်းနောက်ပထမတစ်ခါအာမီဆိုအဲ့နဲ့ငါပြောတယ်သူကအကုန်လုံးမျက်စိဖွင့်ကျွန်တော်လည်းမျက်စိဖွင့်ငါဘာတမ်းမှမကြားရဘူးအဲ့နဲ့ရအောင်မင်းစိတ်ကိုရှော့ထားတယ်မင်းအဲ့ဒါဆိုအတန်ကြားလိမ့်မယ်ပေါ့နဲ့ပြန်ဆူတောင်းပေးမယ်ဆိုနောက်တစ်ခါသူတို့ထပ်ဆူတောင်းပေးတယ်ထပ်ဆူတောင်းပေးတယ်ပြီးသွားတယ်ကျွန်တော်မကြည့်နဲ့သေးသူကပြီးသွားပြီပေါ့ဆူတောင်းပြီးမရသေးဘူးလို့ငါအတန်မကြားသေးဘူးလို့အတန်ကြားအောင်ဆူတောင်းပြီးငါလည်းဖခင်အတန်ကြားချင်တယ်အဲ့လိုမျိုးအဲ့နဲ့နောက်ဆုံးတစ်ခါကျွန်တော်ထပ်ဆူတောင်းတယ်အဲ့ဒီအတိုင်းပဲနောက်ဆုံးကျွန်တော်ဘယ်လိုပြောလဲအားလုံး in the name of Jesus ပေါ့နော်ခင်ရှုခရစ်တော်နာမ၌ဆူတောင်းပါ၏ဆိုတာပြီးအဲ့ဒီကျွန်တော်ဘာမှမကြားသေးဘူးအာမင်လဲလို့အာမင်လဲလို့ပြီးတော့မှဒိန်းဆိုပြီးတော့လေကွက်တီနှလုံးသားထဲမှာပေါ်လာတာခံစားရတာမြင်ရတာကြားရတာဘယ်လိုပဲဖြစ်ဖြစ်ဟိုနားပဲကြာမျက်စိရပဲမြင်နှလုံးသားထဲရပဲတိဖခင်ကအဲ့အတန်နဲ့ကျွန်တော်ကိုဘယ်လိုပြောမလဲ communicate လုပ်လိုက်တာဆက်သွယ်လိုက်တာဘာလဲဆိုတော့ Son I'm waiting for you I have been waiting for you ဆိုတော့ငါတာမျိုးငါစောင့်နေခဲ့တာအခုလည်းစောင့်နေတော့မယ်အရင်တော့လည်းစောင့်နေတယ်နောက်နေမလာသေးဘူးလည်းငါစောင့်နေအောင်ပဲဆိုတော့စောင့်နေတယ်ဆိုတဲ့ဟာကျွန်တော်ကြားလိုက်ရစိတ်ထဲမှာဒုံးလို့ဖြစ်သွားငါ့ကိုစောင့်နေတာဟုတ်လားဘာကိုစောင့်နေတာနဲ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ညီကို3ယောက်ရှိရဗျာကျွန်တော်ကဖရားတရားအလုပ်ဆုံးပြောရမယ်ဆိုကျန်တဲ့နှစ်ယောက်လည်းလုပ်ပါတယ်ဒါပေမဲ့ကျွန်တော်မြင်တာဘဝင်လေးဟက်တာကိုပြောရမယ်ဆိုဒါပေမဲ့ why မော်နော်ငါဘာဖြစ်လို့စောင့်နေတာလဲအတန်အောင်စားကြတာအဲ့နေစားပြီးကျွန်တော်ရှာဒီလောက်ငါလောက်ဖះကြောင့်သွားရတဲ့သူတရောဆိုလဲဒီရှိသမျှတော့ဟိုရုပ်ဆွအဆုံးပေါ့နော်ကျွန်တော်ချမ်းစာဖတ်တယ်ပေါ့အဲ့တော့တုတ်တန်ချမ်းကိုတရက်ကိုတစ်ခန်းဖတ်တဲ့ကောင်သူများရောင်မဖတ်တာငါဖတ်တယ်အသက်20ကျော်ထိနော်တုတ်တန်ချမ်းပဲဖတ်တာကျန်တဲ့ချမ်းစာဆိုတော့ကိုလည်းမဆိုင်တယ်ပဲဒါပေမဲ့ကိုတော့ငါဖះရန်လို့တယ်ဖះလို့တယ်အဲ့ချမ်းနေကျွန်တော်စာရှာဘာဖြစ်လို့အဲ့ဒီငါ့ကိုစောင့်နေလို့ဘာဖြစ်လို့ပြောရတယ်ငါသူ့နာမသွားနေလို့လားအဲ့ကနေစပြီးအဲ့ဒီအသံကနေကျွန်တော်စပြီးရရှာ2013ခုနှစ်လောက်မှာ2014အဲ့ဒီဝင်ကျင်မှာပေါ့နော် conference တစ်ခုမှာပြောမယ်2014ဖြစ်မယ်ဟုတ်တယ်2014ဘာလို့ဆိုတော့ကျွန်တော်တန်ရုံးမှာလုပ်ပြီးတော့3နှစ်မြောက်လောက်မှာဆိုတော့ဟုတ်တယ်2014မှာအဲ့ဒီလိုမျိုး
အဲ့ကနေစပြီးတော့မှ2014ကနေပြီးတော့2024အတွင်းထိကိုလုံးဝအဲ့အသံကိုကြားပြီးကြတဲ့ဟိုကကျွန်တော်ဘောအသက်ဖြစ်သွားတယ်အတိမှမဟုတ်ပဲနဲ့အဲ့အသံကိုကျွန်တော်သွားရှာလိုက်တာအဲ့ချိန်ကစပြီးတော့ကျွန်တော်စပြီးကျန်းစာဖတ်ကျွန်တော်ကျန်းစာဘာလို့ဖတ်မှမသိဘူးဟာဒိန်းစီရောအဖေမေကတော့တင်းအောင်ဆရာပေါ့နော်ဒါပေမဲ့ကျန်းစာဘေးကဖတ်မှမသိဖြစ်တုတ်တန်ကျန်းလုံးလောက်ပြီးထင်တယ်အဲ့ဒါဖေကိုကျွန်တော်ဆူတောင်းတာဖေကဘယ်လိုပြောမလဲဂလာတီကျန်းနေပြီးတော့မှစပြီးတော့ဖတ်ဆိုပြီးတဲ့ခါကျတော့ဂလာတီကျန်းနေကျွန်တော်စဖတ်အဲ့ဒီတောက်လျှောက်ဩဝါဒစာတွေဓမ္မသစ်ကျမ်းပြီးတော့ဓမ္မဟောင်းကျမ်းကျွန်တော်စဖတ်တယ်အဲ့လိုမျိုးနောက်တစ်ခေါက်ကကျန်ခဲ့တဲ့2024 10နှစ်အကြာ1 decade ပေါ့နော်10နှစ်အကြာမှာကျွန်တော်ရဲ့တွေ့ကြုံက next level ရောက်သွားတာအရန်ခက်ခဲတဲ့အချိန်တော့ဘောင်းစုံပေါ့နော်ဖြစ်ပြနေတဲ့အချိန်မှာအဲ့ဒါမှာ IMBF conference ကျန်ခဲ့တဲ့ပေါ့2024ဆိုကျွန်တော်လေးဘယ်လိုပြောမလဲအကုန်လုံးရင်ဆိုင်ပြီးသွားပြီကွာကိုဗစ်တွေကိုစစ်တွေအကုန်လုံးရင်ဆိုင်ပြီးတော့ဆုံးရှုံးမှုတွေရှိတယ်အဲ့လိုမျိုးမသေးချာမြည်ရတယ်အဲ့ဒီပြင်အိမ်အောင်ပြုဖို့လဲအရင်စိတ်ရှုပ်နေချင်းဖျားပြောက်လာအဲ့မှာ2024တခုလောက်အဲ့လိုမျိုးဖြစ်10နှစ်ကြာပြီဒါတော့မှဖျားအတန်ကြာအဲ့ IMBF Youth Conference ကိုကျွန်တော်သွားနောက်ဆုံးနေ့မှာဆရာတရားဟောတာသူကတရားဟောတာပါပြီးတော့ worship လုပ်တာပေါ့နော်ကိုကအနောက်မှာ live လွှင့်နေစက်ကိုင်းနဲ့နှချက်အုပ်ထားတာကိုဆရာစကားပြောတဲ့အတန်နဲ့အဆဆုံးကြားဒါပေမဲ့သူ့မျက်နှာကိုကျွန်တော်မကြည့်နိုင်တော့ငိုအောက်မှာနေဖះစကားပြောတာအဲ့မှာဖះကိုကျွန်တော်မေးတာပေါ့ဒီ conference မှာကျွန်တော်အတန်ဖះအတန်တစ်ခေါက်ပြန်ပြီးတော့ကြားစီပါပေါ့နော်ဒီ10နှစ်တာအတွင်းမှာတော့ဖះအတန်နေကျွန်တော်ကြားခဲ့တယ်ဒါပေမဲ့ next level ရောက်တဲ့အချိန်မှာကျွန်တော်ဖះအတန်ကျွန်တော်ထပ်ပြီးစားငတ်တာအသေးစားငတ်တာအဲ့ကျွန်တော်ဆူတောင်းတရားဟောပြီးတော့ worship တခြင်းဆိုတာပါ worship လုပ်တခြင်းဆိုတာရင်ထဲမှာလေဖခင်ကျွန်တော်စကားပြောတာမျက်ရည်တွေပေါက်ကြဘာစကားပြောလဲဆိုတော့လွန်ခဲ့တော့စနေကပြောခဲ့ Sam I'm waiting for you ဒီတစ်ခေါက်ပြောတာကကျ Sam I'm staying with you oh my god ဖခင်ငါတာကနေနဲ့အတူရှိနေသေးတယ်ရှိနေအောင်မယ်ငါရှာခဲ့တဲ့ဖခင်အဲ့ဒီမှာအတန်ကြီးမမအတန်ပေါ့နော်ဒုတိယတစ်ခေါက်အဲ့ချိန်ကစပြီးတော့အသက်တာကပို့ပြီးတော့ကောင်းသွားမလားပို့ပြီးတော့ချုံးမွေတာမဟုတ်အဲ့ကစပြီးတော့ကျန်းတာဆိုတာဒါပေမဲ့အဲ့ဒီအတန်ကိုကျွန်တော်ကြားလိုက်တဲ့အတွက်ကြောင့်ကျွန်တော်နေ့ရက်တိုင်းမှာအသက်ရှင်ရတဲ့အဓိပ္ပာယ်ရှိလာအဲ့တော့10နှစ်တာစလုံးနဲ့အခုဆို17နှစ်လောက်ရှိပြီဖခင်ရဲ့အတန်စပြီးတော့ကြားကြတဲ့ကိုကလွန်ခဲ့တော့ငငယ်တော့ကအတိပဲရှိတာနေပြီးတော့မှအသက်တွေဖြစ်သွားဘာဖြစ်လဲဆိုတော့အတန်ကြားတော့ငါ့ကိုခေါ်တော့ငါချူမီကြီးတော့ရတင်မသိနိုင်အောင်နည်းနည်းတော့ရအောင်ငါပြန်ပြီးရမီ33တော့မှာပါတကယ်အခုကျွန်တော်ပြောနေတယ်ဆိုတာကကျွန်တော်အရင်နေအဆင်ပြေနေလို့မဟုတ်ဘူးကျွန်တော်သူများတိုင်းပြည်ကျွန်တော်ရောက်နေခက်ခဲတဲ့အပြင်ခက်ခဲတဲ့ရှေ့ဆက်မဲ့ဘလို့ရှေ့ဆက်ရမလဲဆိုတဲ့ဟာတစ်ခါတည်းကျလမ်းပြောင်းတယ်ဒါပေမဲ့အဲ့ဒီအသံအပြင်ကျွန်တော်အသက်ဖြစ်သွားတာ I'm stay with you အဲ့ကျွန်တော်ဘာလာသွားမယ်ဘာလာတိုးမယ်တခါကျရင်ကျွန်တော်အိမ်မက်တွေကျွန်တော်ဆွန့်ပစ်လိုက်ရတော့မလားပေါ့နော်ကျွန်တော်လုပ်ချင်တာဒါပေမဲ့ဘုရားသခင်ကမဟုတ်ဘူးကွာငါမျိုးနဲ့တူရှိတယ်ဆိုအမြဲတမ်းအဲ့ဒီအသံကကျွန်တော်လာနေတာပေါ့နော်အဲ့တော့ကျန်းစာပိုက်တွေပါတော့ကျွန်တော်အများကြီးတော့မပြောတော့ပါကြီးနေတဲ့သူတွေလည်းတခုခုရအောင်ပေါ့နော်ကျွန်တော်တို့ခရစ်ယာန်ဖြစ်လာပြီဆိုလို့ရှိရင်ဖခင်ကကျွန်တော်တို့ခိုင်းလာတဲ့အရာရှိတယ်အသက်ရှင်စေခြင်းတဲ့အရာချိုးစမ်းပေါ့ကျွန်တော်ကချိုးစမ်းဖြစ်သွားတယ်အဲ့တော့အဲ့ဒီချိုးစမ်းမှာကျွန်တော်တို့ကဘယ်လိုဆက်ပြီးတော့ရွေးချယ်ခံရသူနဲ့အသက်ရှင်မလဲဘူးအဲ့တော့အတိထဲမှာပဲအသက်မရှင်နဲ့အသက်ဖြစ်ဖို့အတွက်အသက်အောင်ရှာပြီးတော့အသက်ရှင်ရှာကြည့်ပါဖခင်ကနားထိုင်နေဖခင်မဟုတ်လက်တူတဲ့ဖခင်မဟုတ်အဲ့တော့ခွာပေးချင်တာပါဆိုတော့ရောက်ဆိုင်ဖခင်အတန်ကြားလေအတီးကနေအသက်သူပြောင်းနေနိုင်တော့
လူငယ်လေးတွေလူတွေဖြစ်ပါစေဖခင်ရဲ့သားသမီးတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် God bless you